မျိုးတွေအားလုံးမင်္ဂလာခင်ဗျာဘုဘက Facebook က live လွှင့်နေ line နေမကောင်းလို့နော်ကျွန်တော်တို့အစီမပြေဖြစ်ဟာလာအခုဒီဘက်မှာလဲကျွန်တော်မျိုးတွေအတွက်မြန်လွှင့်ပေးမှဖြစ်တယ်သူက YouTube ကလည်းရှည်လို့မရအောင်နော်အဲ့ကြတော့ကျွန်တော်မျိုးတွေအတွက်ဒီတစ်ပတ်မှာဂရုမှာအပိုင်ခွေပါမှာဖြစ်ပါတယ်အဲ့ဒီမူကတော့တောက်ကြနေ့မှာလေးပါခဲ့ရင်အပိုင်ကြမဲ့အခွေဖြစ်ပါတယ်မိန်းဒီငနန်းရောပါတဲ့မူဖြစ်တဲ့အတွက်အရန်ကောင်းပါတယ်အစောလာဖို့ရီမန်းထားတဲ့အခွေဖြစ်ပါတယ်နော်ကျက်တောင်းဝဲနဲ့အတူခွန်ကိုခွန်လေးနိခွန်တုံညာရှင်ငါးနဲ့ခွန်ကိုနဲ့915ခွန်ခွန်9တို့မှာကေပေးရတယ်ဒါကေပေးဝေပေးရတယ်ထင်းနှင်းလိုက်အကောင့်ဥစိန်လအကောင့်ပါနော်ဒီလောက်ပြေဆောင်ပြောထားတဲ့အတွက်အမျိုးတွေထက်ကိုမေးစရာမလိုအောင်ပြောပြပေးထားတာပါတောက်ကြနေ့ညီအကိုမူကြောင့်တုံညအပိုင်လာမယ်ဒီမူဟာပြီးသွားတဲ့ဘက်ကလည်းအမျိုးတွေအတွက်ရခဲ့ပြီးပြီအခုလည်းဒီမူပဲထက်ဖြစ်တော့ဒီအပိုင်တွေကြမဲ့ဒီတောက်ကြနေ့ညီကိုကြရင်တုံညပိုင်ပေါ့ဗျာတုံညပိုင်ကိုစုံကတ်မယ်တုံညနေ့တုံညလေးမိမ့်သေးမယ်ဒါပြီးတော့9-3 ည1နှစ်ဆိုတဲ့အခွေကိုကျွန်တော်တို့เนาะတောက်ကြနေ့မှာ4-5ဆိုပြီးကြထားတာဖြစ်တဲ့အတွက်ဟုတ်လား4-5ဆိုပြီးကြထားတာဖြစ်တဲ့အတွက်4-5ပေါင်းရင်9-3 ည1နှစ်အခွေเนาะဒီမူဟာကျွန်တော်တို့ဒီပြင်မူတွေလည်းရှိလို့အမျိုးတွေကိုပေးတာဖြစ်တယ်เนาะဒီကိုဟာစောစောကိုကြလာနိုင်ပါတယ်เนาะအမျိုးတွေကိုဒီကိုဟာစောစောကိုကြလာနိုင်မှာဖြစ်တယ်လို့ပြီးသွားတဲ့ဘက်ကကျွန်တော်တို့ပေးထားခဲ့တဲ့နော်9နှစ်နဲ့4ခွန်ဆိုတဲ့ကနန်းဟာဒီဘက်မှာအကောင်းစွာကြလာဖို့များပါပြီစူဘူးမိန်မွေးကနန်းမှာနော်အဲ့ဒါကတော့အဲ့ကြတော့9-3 ည1နှစ်ဟလာပြီးသွားတဲ့ဘက်က1ပေါင်းရင်3-4-5-6အခွေဒါပေမဲ့ကျွန်တော်ကအဲ့ဒီကောင်းတဲ့3ညအပိုင်နဲ့3ညစုံကတ်ကိုရွေးချယ်ပေးခဲ့တာနော်အခုလည်းပဲညီအကိုဖြစ်တဲ့အတွက်9-3 ည1နှစ်အခွေကိုပေးထားတာဖြစ်ပါတယ်အဲကြတော့ကျွန်တော်မျိုးတွေကအကောင်းဆုံးလေးတွေကိုရရှိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့နော်ဒါပဲကျွန်တော်တို့ပြန်လုပ်မယ်ပေါ့ဗျာပြီးသွားတဲ့ဘက်ကလည်းရခဲ့ပြီးပြီဟုတ်တယ်မလားယုံနေလူတွေကြည်မှာပေါ့အဲ့ဒီအမှအပိုင်ခွေလုံးချင်နေဆိုရင်ဂရုလာခဲ့ဖို့ကိုရတယ်နော်အားလုံးမင်္ဂလာပါကိုစိတ်နှပြကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးနေ YouTube မှာလာရင်အမျိုးတွေက subscriber လေးနှိပ်ထားပေးပါဒါမှကျွန်တော်အမျိုးတွေကနော်တေချာမြင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ကြတော့ဒီမူလေးကဟုတ်တယ်လားမဟုတ်လားစဉ်းကြည့်အောင်တောက်ကြနေ့မှာညီကိုပိတ်ခဲ့ရင်တုံညအပိုင်တုံညဆုံကတ်9-3 ည1နှစ်အခွေ3ည1ဟုတ်တယ်နော်ကျွန်တော်တို့ညီအကိုနဲ့တောက်ကြနေပိတ်ခဲ့ရင်3ညအပိုင်3ညဆုံကတ်နှစ်3ပေါင်းရင်9-6ခွန်8အခွေ6ဘူးဟုတ်လား4-5တောက်ကြနေညီကိုနှလုံးပေါင်းရင်9-3 ည1နှစ်အခွေ3ည2 3ညပိုင်3ညဆုံကတ်ကဲဒီအပတ်နဲ့လာမတူဘူးလားဗျာအပိုင်သာမိန်ရောပေးထားတာနော်3ညနှစ်ဆိုတာကိုဒီ3ညနှစ်ဘာကြောင့်ပေးတယ်မိန်ရောပေးထားတယ်လဲဆိုရင်ဒီမှာအလဲပါဝါဖြစ်ထားတဲ့အတွက်လေနိခွန်3-5အခွေကြီးလာတတ်ပါတယ်နော်ဒါကရေးပြီးတော့နော်ဒီ site တွေရှိတာကိုပြောပြတာအလဲပါဝါဘူးကြောင့်နိခွန်3-5အခွေရှိတယ်နောက်ပြီးတော့လေးဘရိတ်တွေရိုက်ထားလို့4-9 နှစ်ပါတော့4-9 နှစ်ဘရိတ်တွေရှိလို့3-4ဆိုတဲ့ဟာလေအမျိုးတွေအတွက်ပေးထားတာဖြစ်တယ်ဒီမူတွေကကြမှာနော်4-9 နှစ်ပါတော့4-9 နှစ်ဘရိတ်အခုန20ရာလဲနိခွန်3-5အခွေခွန်ဆိုတဲ့ဘရိတ်လူဆောင်ရိုက်တယ်ဒီလိုဒဲရိုက်တာဖြစ်တဲ့အတွက်ခွန်နှစ်3ညပါတော့ခွန်နှစ်3ညဘရိတ်ဟုတ်လားနှစ်ခုစလုံးကြအောင်မှအဲ့ဒီက3ညအပိုင်နဲ့
တုံညာစုံကပ်ရက်လိုက်တော့တုံညာ2တုံညာ4ဆိုတဲ့ main တင်ကနေထွက်လာတာပေါ့ဗျာအဲကြတော့အားလုံးမင်္ဂလာပါ YouTube subscriber လေးနှိပ်ထားပေးပါလို့ပြောရင်ဖြစ်နိုင်မယ်ဆိုရင် like and sharing လေးတွေနဲ့ကူညီပါဒါမှကျွန်တော်တို့ကမျိုးတွေအတွက် like တွေတင်ပေးလို့ရမှာဖြစ်တယ်เนาะအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Facebook ဘက်ကတော့ line တွေမကောင်းလို့เนาะဒီမှာအမျိုးတွေအတွက်လာတင်ပေးတာဖြစ်ပါတယ်ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေเนาะ